မင်္ဂလာပါရှင်ဒီနေ့ဟာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက်စိတ်နှလုံးအေးချမ်းကြည်နူးရတဲ့နေထူးနေ့မြတ်ဖြစ်တဲ့ကစုံလာပြီဗုဒ္ဓနေ့ပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဖွားမြင်တော်မူခြင်းဖျားဖြစ်သို့ရောက်ရှိတော်မူခြင်းနဲ့ပရိနိဗ္ဗာန်ဆံဝင်တော်မူခြင်းဆိုတဲ့ဗုဒ္ဓဘာသာဝင်တို့အတွက်ထူးခြားတဲ့အဖြစ်အပျက်တွေပေါ်ပေါက်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်ဒီလိုနေထူးနေ့မြတ်မှာမြတ်စွာဘုရားရှင်ပွင့်တော်မူရာဘောဓိညောင်ပင်ကိုရေသွန်းလောက်ပူဇော်ကြတဲ့မြန်မာတို့ရဲ့ရိုးရာဓလေ့ကလည်းအလွန်ပဲမျက်နှာစရာကောင်းလာပါတယ်မင်္ဂလာပါရှင်ကျွန်တော်တို့ဖွဲ့သားတွေခုရောက်ရှိနေနေရတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်တဲ့ရွှေဒဂုံစေတီတော်ရဲ့ရင်းမြစ်တော်ပေါ်မှာပဲဖြစ်ပါတယ်ဒီနေ့ဧပြီလ30ရက်နေ့မှာတော့ရွှေဒဂုံစေတီတော်ရင်းပြင်ရဲ့အင်္ဂါနန္ဒမှာရှိတဲ့ညောင်မင်းမှာဘော်ဒီညောင်မင်းရေသွန်းလောက်ပူဇော်ပွဲကိုမနက်9:00 နာရီတိတိမှာကျင်းပသွားမှာပဲဖြစ်ပါတယ်ဒီနေ့ရွှေဒဂုံစေတီတော်မြတ်ကြီးမှာကျင်းပပြုလုပ်တဲ့ညောင်ရီသုံးပွဲတော်ဆိုလို့ရှိရင်တော့ဒီနေ့ဆိုရင်43ကြိမ်မြောက်ရှိပါပြီရွှေဒဂုံစေတီတော်မြတ်ကြီးရဲ့ဩဝါဒစတိကဆရာတော်ကြီးရဲ့လမ်းညွှန်မှုနဲ့အတူဘန္နာတော်ထိန်လေးရောဘကအဖွဲ့ဝင်တွေတခြားဖျားဝေယဝဆလုပ်တဲ့သူတွေနဲ့ဖျားဖူလာပြည်သူတွေကအထူးထူးစုပေါင်းကုသိုလ်ယူကြမှာပဲဖြစ်ပါတယ်ပူပြင်းနေတဲ့အချိန်မှာ6သိန်းနေတဲ့ဘော်လီညောင်မင်းကိုရေစင်သုံးလောင်းလိုက်တာကကျမတို့ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအေးချမ်းတရားပါစေကြောင်းဆုမွန်ကောင်းတောင်းနေအထိပ္ပယ်လေးဖြစ်ပါတယ်နှွေပူကြောင့်6သွင်းနေတဲ့ဘော်ဒီညောင်မင်းကြီးကိုရေသွန်းလောင်းခြင်းဖြင့်မြတ်စွာဘုရားရှင်ကိုပူဇော်သလိုပဲကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလည်းအေးချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်အခုလိုပဲဆုပေါင်းကုသိုလ်ယူနေကြတာဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့မြတ်စွာဘုရားပွင့်တော်မူရာဘော်ဒီညောင်မင်းကြီးကိုရေစင်များသုံးလုံးပူဇော်နေကြပြီးတော့ကျမတို့ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးအေးချမ်းသာယာပါစေကြောင်းဆုတောင်းမြတ်တာပြုရင်းနဲ့ဆုပေါင်းကုသိုလ်ယူနေကြတာပဲဖြစ်ပါတယ်ကစုံလာပြီဗုဒ္ဓနေ့အခါသမယမှာဘော်ဒီညောင်မင်းကိုရေစင်များသုံးလုံးပူဇော်ကြသလိုပဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းရဲ့စိတ်နှလုံးများလေးအေးချမ်းပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဆန်နေတဲ့ဘုမိသားစုမှဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်
ကျမတို့ Channel 24ကနေပြီးဒီကနေ့မှာရွှေတုံစေတီတော်မြတ်ကြီးအပါအဝင်ရန်ကုန်မြို့ရဲ့ထင်ရှားတဲ့အစိုးလေးစေတီတော်ဗိုလ်တော်ကြိုက်တရက်စံတော်ဦးစေတီတော်တို့ကိုတွားရောက်ပြီးညောင်ရီသုံးပွဲတော်ရဲ့ချီနူးစရာမြင်ကွင်းတွေကိုရိုက်ကူးတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဖျားဘူးပြည်သူတွေရဲ့စေတနာတရားစတုဒီတာကျွေးမွေးလူရန်မှုတွေနဲ့အေးချမ်းလာတဲ့ကစုံညောင်ရီသုံးပွဲတော်မြင်ကွင်းတွေကကြည့်ရှုသူမိဘပြည်သူတွေအတွက်လည်းကုသိုလ်ပွားစရာဖြစ်မယ်လို့မျှော်လင့်မိပါတယ်ရှင်။
။